ကဲဒီနေ့ကတော့ဘာသွားစားမလဲဆိုတော့ line ပေါ်မှာနာမည်ကြီးနဲ့ cheese နဲ့မုတ်ကိုသွားစားမှာဖြစ်ပါတယ်ဒီဆိုင်ကတော့တော်တော်များများတော့သိနေကြပါပြီဒုက္ခလမ်းမှာရှိတဲ့မုတ်ဆိုင်လေးပါသူ့ဆိုင်မှာလေးဒီလိုထမင်းကြော်လေးတွေလည်းရတယ်ဟုတ်တယ်ညီမလေးရသွားရင်ကျမရဲ့ထုံးစံတိုင်းဘာအတော့များလဲမေးပြီးတော့မှာလိုက်ပါတယ်ကဲအဲ့ဒါလေးကတော့မီနူးစာရွက်လေးပါဆိုင်လေးကပွဲတကယ်တေးသေးလေးမှတေးသေးလေးချင်းချင်းလေးနဲ့ sweet tea လို့နာမည်ခေါ်ပါတယ်ကဲဒါကတော့ဆိုင်နဲ့တစ်ဖြတ်ပေါ့နော်တိတ်မှချားလေးဖြစ်တယ်ပေါ့နော်ဒီဆိုင်မှာတော့ဒီဟာအတောက်များဆုံးလို့ပြောတယ်တောက်ကြည့်မယ်နော်တောက်ကြည့်မယ်ဆိုတော့ဘယ်လိုဖြစ်ရမှာလဲသူကတကယ်တော့ဒီဟာဖွင့်ရမှာနိကလေးကြည့်နိကလိုလေးပါသူဟာခွေးတယ်ရော smoky လောက်ထားထင်တယ်ဒီဟာပေါ့နော်ဒါလေးတော့ကြည့်နော်မန်နေဂျာတော့ဒါလေးကိုကြည့်ချင်လို့လိုမျိုးပဲဖွင့်တော့တယ်တမျိုးလို့ဖြီးအောင်မဖြီးရဘူးခေါ်ထားကြည့်မယ်နော်အမလေးဒီစိတ်ဆောက်တဲ့တင်နေရောပါမမွေးတော့ကွာဒီ cheese အပေါ်ဟာလေးနဲ့တတ်တယ်အောက်ကမချားလေးတတ်တယ်မွေးရမှာနှမျောတယ်ကဲဒီဟာကတော့မာလာဟော့တော့ထမင်းကြော်ဖြစ်တယ်သူ့စတိုင်ကတော့အိမ်မှာကြော်ထားတဲ့စတိုင်နဲ့ပို့တူတယ်ဒီဟာကတော့မစားပြတော့ဘူးเนาะပုံမှန်ကြည့်လိုက်ပါကဲဒါကတော့ဒီဆိုင်ရဲ့ main ပေါ့နော်အခုခေတ်စားနေတဲ့ Bitcoin မှာလိုမျိုး cheese တွေနဲ့ပေါ့နော်တော့ပင်နေလည်းထည့်လို့ရတယ်ဖြစ်တယ်ဒီမှာကတော့ဘလော့ဒါ original ဟာပေါ့ cheese နဲ့ဟာလေးမှာလိုက်တယ်ဟုတ်ရိုင်းထုံနေ cheese ကသူ့ဟာပါအောင်လို့ပါဒါလည်းမခံကြဘူးအတော့ပဲကိုရီးယားငါမလို့ပဲအပြင်ကအမဒီဆွာရတာပူလုံးဆွာရတာပေါ့နော်ပြေးသွားရင်တော့ဆွာရမှာမထည့်ဘူးအဲ့လိုမျိုးပါ cheese ကခွေးရည်လည်းကြိုက်မယ်သူကြီးရည်လည်းကြိုက်မယ်စားလို့တော့ကောင်းတယ်အများကြီးပဲတစ်ခုဆိုတစ်ခုလေးပြင်းနေနေရောပဲရှယ်ပဲပေါ့နော်ကဲစားပြီးတော့တတ်တာပါဆက်စားလိုက်မယ်